တဲ့ခုတက်တီအသက်ရှင်ခွင့်ရခဲ့တယ် အဲ့ဒီလူတွေခုတက်တီတက်ရှင်နေတာ တချို့ကြတော့စင်ရဲ့လွန်လို့ စီးရတဲ့လူတွေကြတော့ စေကူတခွင့်မရှိအသက်ရှင်ခဲ့ရတယ်ပိုင်စံရှိဖို့လို့ပိုင်စံရှိဖို့လို့ပိုင်စံအတွက်ရှာဖွေရုံးကန်လောကအတွက်သက်ရှင်ဖို့ဆိုပိုင်စံရှိဖို့လို့ကဲတော့ဘယ်သက်ရှင်ဖို့အတွက်ဆိုထာဝရအတွက်သက်ရှင်ဖို့ဆိုပိုင်စံရှိဖို့မလို့တမလွန်အတွက်ခိတော်ရှိဖို့လို့တမလွန်အတွက်ခိတော်ဒီကပဲတမလွန်အတွက်ခိတော်ရှိဖို့လို့လောကအတွက်သက်ရှင်ဖို့ဆို